တရုတ်စာပေထဲမှာဆိုရင်余光中ဆိုတဲ့စာရေးဆရာရေးရဲ့ကြပြတစ်ပုဒ်ရှိရပေါ့နော်သူကရှမ်းချုံတဲ့အတိတ်ပဲကဇာတိမြေကိုလွမ်းမောခြင်းဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ဒီရဲ့ကြပြကိုဖတ်တဲ့အချိန်မှာခံစားရတာကဒီဖက်မှာကြောင်းတက်တယ်ဆိုတော့ခံစားချက်ကအရန်ပဲတက်ရောက်မှုရှိရပေါ့နော်အိမ်မပြန်တာလဲ3နှစ်ရှိပြီဆိုတော့သူ့ရဲ့ကြပြကိုဖတ်လိုက်တဲ့အချိန်မှာငါရဲ့ဇာတိမြေကိုအဲ့လိုပဲလွမ်းပါလားဆိုပြီးတော့အဲ့ဒါကြောင့်ကြိုက်တာကြားဖူးတာကတော့ဝတ္ထုတွေအများကြီးရှိရပါတော့ဒါပေမဲ့အဲ့ထက်ကနေမှရှီယုတ်ကြီးဝတ္ထုကိုပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ဒီရှီယုတ်ကြီးဝတ္ထုကတရုတ်ပြည်မှာလည်းမဟုတ်ပဲနဲ့ဒီမြန်မာနိုင်ငံမှာလည်းတက်ရောက်မှုရှိရပါတော့ဘာလို့လဲဆိုတော့ငငယ်လေးကလေးကလည်းဒီဇလန်ကိုကြည့်ဖူးတယ်သူ့ရဲ့ဇက်ကောင်အဲ့ထက်ဝူခုံစွန်းဝူခုံဆိုလို့ရှိရင်သူ့ရဲ့အဲ့လိုတိုက်ရိုက်ခိုင်ပုံစံတွေသူ့ရဲ့ညံကောင်းတဲ့ပုံစံတွေအဲ့လိုမျိုးလေးတွေကကလေးတွေကိုလည်းစိတ်ဝင်စားကြည့်အောင်လို့ဆွဲဆောင်နိုင်တယ်တရုတ်စာပေထဲမှာအကြိုက်ဆုံးကတော့ရွှန်းကြပြဖြစ်ပါတယ်တရုတ်စာရေးဆရာကျူးကျူးရှင်းရေးထားတာဖြစ်ပါတယ်သူ့ရဲ့ကြပြနာမည်ကတော့ရွှန်းပေါ့မြန်မာလိုပြောရမယ်ဆိုရင်ຫນွေဦးကာလလို့အဓိပ္ပာယ်ရပါတယ်ဒီရွှန်းဆိုတဲ့ကြပြထဲမှာဖတ်လိုက်တော့စိတ်ချမ်းသာမှုရတယ်စိတ်တည်ငြိမ်မှုရတယ်အရန်ကိုဘယ်လိုပြောမှ romantic ဆန်တဲ့ကြပြတစ်ပုဒ်ဖြစ်တယ်ပေါ့နော်ကျမအကြိုက်ဆုံးပြောရမယ်ဆိုရင်တော့ရှင်ကြီးရဲ့ချွန့်ရွှေပါဘာလို့လဲဆိုတော့ချွန့်ရွှေမှာလေ့လာရတာကလူတယောက်အောင်မြင်ဖို့စိတ်ဓာတ်စူးစမ်းမှုစင်ဆက်မပြတ်လှုပ်ဆောင်ခြင်းတွေအရန်အရေးကြီးတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီစကားတွေကကျမကိုတက်ကြွစေရစူးစမ်းရမယ့်လမ်းတွေကိုပုံမြင်တာစေရရှင်ဟုတ်无明明之事者无昭昭之明无昏昏之事者无赫赫之功盼望着盼望着东风来了春天的脚步近了一切都刚睡醒的样子星星人张开了眼山朗润起来了水涨起来了太阳的脸红起来了小时候乡愁是一枚小小的邮票我在这头母亲在那头长大后乡愁是一张窄窄的船票我在这头新娘在那头